အားလုံးမင်္ဂလာပါကျွန်တော်တို့ယထာရွေးလာပြီဘောအားလုံးမင်္ဂလာပါခင်ဗျာဆဝရครับအဲ့ဒါပဲပြောတတ်တယ်ကျွန်တော်တို့အခုချင်းလေးတပုတ်ဆိုကြပါလေကျွန်တော်တို့အာသာဒီကျွန်တော်တို့သူရဲကောင်းကြီးကျွန်တော်တို့အသားပူချုပ်ကိုကွန်ပျူတာအနေနဲ့ရောပြီးတော့ကျွန်တော်တို့ဒီကာလတွေအတွင်းမှာတိုင်းပြည်နယ်လူမျိုးအတွက်အသက်တွေပေးသွားတဲ့ညီငယ်တွေအတွက်ကျွန်တော်တို့ဒီသချင်းလေးနဲ့ကွန်ပျူတာမှာနေနော်ဗောနော်ဟုတ်ကဲ့ကျွန်တော်ရဲ့တိုင်းပြည်မှာစွန့်ပြီးတော့မစားခဲ့တာဆိုလို့ကျွန်တော်ရဲ့ဘူချုပ်တယောက်ပဲရှိပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ရဲ့ဘူချုပ်ကိုဂုံပြုတ်ထားတဲ့တချင်းလေးတစ်ပုဒ်ပေါ့နော်ကျွန်တော်တို့အခုဆိုရင်အဖိုးဘူချုပ်က132နှစ်ထဲမှာပေါ့နော်132နှစ်ထဲမှာပေါ့အဲ့တော့ချင်းတစ်ပုဒ်နဲ့ကွန်ပျူတာမှာနေခင်ဗျာနော်မလေးလေးတွေတမတော်ဖဲကိုချမ်းမြေမှာခွဲတကယ်ပဲအသက်နဲ့လေးလို့ဆင်းရဲဒုက္ခခံစားချမ်းစီတဲ့သူရဲ့ကောင်းတဲ့ဘူအောင်ဆန်းတဲ့အာသာနီတွေရဲ့မလေးလေးတွေတမတော်ဖဲကိုချမ်းမြေမှာခွဲတကယ်ပဲအသက်နဲ့လေးလို့ဆင်းရဲဒုက္ခခံစားချမ်းစီတဲ့သူရဲ့ကောင်းတဲ့ဘူအောင်ဆန်းတဲ့အာသာနီတွေရဲ့ငါတို့မြမပြည်ဝဲမိဘတိုင်းငါခွဲဘူအောင်ဆန်းလို့သူရဲ့ကောင်းကြီးဝေးရမယ်ငါတို့မြမပြည်မိဘအပေါင်းတို့ကရဲ့အာသာနီရှိစီလို့သူရဲ့ကောင်းကြီးဝေးရမယ်မြမဘုံဆောင်လောင်းမြားတို့ခွဲမြမလေးမြမတို့အခုလောက်ပြီးတဲ့မကြောက်တဲ့မယုံနဲ့မြမရီအောင်မဲဆွချရှာနေဟေးရာလူဝေးဟေးဟေးတော့ပတ်ပြီးတဲ့ရှိရပဲဘောလေတို့လောက်တဲ့ပြည့်ပြတ်တဲ့ဘူကောင်းဆန်းရဲ့ရာဇဝဲတော့ပတ်ပြီးရှိရမယ်။ဘောဝလဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့တိုင်းပြည်ကျိုးဆုံးရတဲ့ရာဇာတိတွေလွတ်လပ်ဖို့တို့များကိုကြွတွင်ပါပဲ။တို့မာတွေစိုးဖို့ပြောရဆန်လို့ပေါ်လာတယ်။တို့ဟာကျွန်တော်တို့သူရဲ့သူရဲ့ကောင်းတွေတို့လက်ကုပ်တဲ့အချိန်တခြားနဲ့ဂုဏ်ပြုပေးပါဦးခင်ဗျာမြမနိုင်ငံဒူတောင်ရင်လေးရိုးရိုးမတည်အောင်ကျန်းဆောင်မိတယ်မင်းမျိုးသားကြီးမြမပြည်လျောမြမတနိုင်ငံလုံးထင်ပေါ်သေးတယ်စိတ်အားတန်တန်မန်ကိုမလျှော့တဲ့ငါတို့လူမျိုးတကူရှိဖို့သူရဲ့ကောင်းတွေဆုံးကြည့်တယ်တကယ်ပြီးတို့မဟာဖန်လူလာနဲ့အစွမ်းတက်တီရာဇဝင်ပြောင်းလေကောင်းကောင်းများလို့ခေါ်ရလောက်ပြီလေဦးတိုင်းတင်နေပဲအမသူရဲ့ကောင်းအပေါင်းတွေရဲ့
ပတ်ဒီလဲရှိရမယ်မော်ကိုလည်းထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့ရာဇဝင်ထုတ်ပတ်ဒီလဲရှိရမယ်မော်ကိုလည်းထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့တိုင်းပြည်ချိုးဆိုးခဲ့တဲ့ညစာဒီတွေလွတ်လပ်ဖို့တို့များကိုကြွတွေးပါရဲ့တို့မြမာရီဆိုးကိုရောရရှာလို့ဟောလာရဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒါကတော့ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးအတွက်ကျွန်တော်တို့အခုချိန်ထိနော်တိုက်ပွဲဝင်နေကြတဲ့ဟုတ်ကဲ့ညီကိုတွေအားလုံးကိုလည်းကျွန်တော်တို့တွေတကယ်ဘာရင်ထဲကနေတကယ်လေးစားပါတယ်လေးစားဂုဏ်ယူပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီအတော်အတွင်းမှာလည်းကျွန်တော်တို့လူမျိုးတွေအတွက်လွတ်လပ်ရအောင်ညီကိုတွေတိုက်ပွဲဝင်ပြီးတော့ကျွန်တော်တို့တိုက်ပွဲမှာကြာသွားတဲ့ညီငယ်တွေအတွက်လည်းဒီတစ်ချင်းလေးကဂုဏ်ပြုခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပြောရရင်တော့ကျွန်တော်တို့ရဲ့အောင်မျိုးဆက်ကလေးတွေပေါ့ခင်ဗျာဟုတ်ကဲ့နော်အဖိုးဖိုးကျုံရဲ့မျိုးဆက်တွေပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီတော့ကျွန်တော်တို့ဒီကွင်းထဲမှာရှိတဲ့ညီကိုတွေမိသားစုတွေအားလုံးကျွန်တော်တို့အဖဘိုလ်ချုပ်နဲ့တကွာကျွန်တော်တို့တော်လန်ညီကိုတွေအားလုံးကိုကျွန်တော်တို့ချစ်တယ်ဆိုရင်လက်ခုခံအခြေကြီးတစ်ချက်လောက်နဲ့ချီးမြှင့်ပေးပါဦးခင်ဗျာကျေးဇူးများတင်ပါတယ်အားလုံးနောက်ဆုံးတစ်ခေါက်တော့အတူတူဆိုပေးပါဦးနော်ရာဇဝင်အထုပ်ပတ်တီလည်းရှိရပါအဲ့နေရာလေးကိုစမယ်နော်စမယ်ရာဇဝင်အထုပ်ပတ်တီလည်းရှိရမယ်ရာဇဝင်Look.